Malaysia မှာတပ်ပိန်တွေပြောကြပြီးဆိုရင်ဒီလိုမျိုးစင်ပင်တရားရဲ့အဖွဲ့ကနေပြီးတော့လာပြီးတော့နော်သူတို့ရှင်းလင်းပေးတာဒီမှာမင်းရဲ့အတိုင်းပဲပေါ့နော်တရားဆိုရင်ဒီနေ့ကျွန်တော်တို့အရှိမလေးပြောကြတဲ့တပ်ပိန်ဖြစ်ပါတယ်တော့အကြီးပဲပေါ့နော်တော့တိတ်မကြောက်သူတို့အမြန်ဆုံးလာပြီးတော့သူတို့ရှင်းလင်းပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကဒီ private area မဟုတ်ဘူးပေါ့နော်ဒီဟာကဒါအများသုံးနေရာဖြစ်တယ်ပေါ့နော်အများသုံးတဲ့area ဖြစ်တဲ့အခါမှာသူတို့ကအမြန်ဆုံးပေါ့နော်သူတို့တာဝန်ရှိတဲ့အတိုင်းသူတို့လာပြီးတော့ရှင်းလင်းပေးကြတာဖြစ်ပါတယ်လို့နော်အရင်ပဲကောင်းပါတယ်ဆိုတော့ဒီတချို့ကဒီကိုပိုင်အင်းနဲ့နေတယ်ပြီးလို့ချင်းတပ်ပင်နေစိုက်ကြတယ်အဲ့လိုမျိုးဆိုရင်တော့ဒါကိုယ်တိုင်ကတာဝန်ယူရမယ်ဥပဒေရှိတယ်ပေါ့နော်မလေးရှားမှာလေဒါပေမဲ့ဒီလိုမျိုးအများသုံးတဲ့နေရာမှာဆိုရင်တော့ဒါစပင်တရားရဲ့အစိုးရအဖွဲ့ကနေပြီးတော့ပေါ့နော်သူတို့အမြန်ဆုံးလာပြီးတော့ဆောင်ရွက်ပေးတဲ့မြေခွန်းလေးဖြစ်ပါတယ်လို့အရင်ကမလေးရှားမှာပေါ့နော်ဒီကိုပိုင်အင်မာနေတဲ့သူတွေပေါ့နော်သူတို့အင်ဘေးမှာတပင်ဆိုင်ပြီးတော့ပေါ့နော်ဒါတခြားလူကသူတို့အင်ဘေးကကားလန်ကနေကားမောင်းတဲ့အချိန်မှာအဲ့ဒီတပင်ကပြိုကျပြီးတော့ပေါ့နော်အဲ့ဒီကားကိုကအပေါ်မှာတခါလေးပြိုကျတဲ့အခါမှာဒီကားသမားဒဏ်ရာရရရှိပေါ့နော်ဆိုတော့အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာမလေးရှားမှာဒီတပင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဥပဒေထုတ်ထားတာရှိတယ်ပေါ့နော်ဆိုတော့ကိုစိုက်တဲ့တပင်ကိုဒီ private ကိုရဲ့ကိုပိုင်မြေမှာရှိရဆိုရင်ကိုကတာဝန်ယူရမယ်ပေါ့နော်အချင်းဒီအရန်မြင့်တယ်လူကိုမတော်တဆဖြစ်စေနိုင်တဲ့အခြေအနေတွေရှိနော်ကိုကအဲ့ဒါရှင်းလင်းပြအကိုင်နဲ့ခုတ်ပေးရမယ်လိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့သူတက်တဲ့နိုင်ငံမှာဆိုရင်ဒီလိုမျိုးသူတို့စီမီစီကန်နေပေါ့နော်ဘာမှဆိုစီမီစီကန်နေသူတို့ဆောင်ရွက်လက်ရှိပါတယ်ဆိုတော့နော်ဒီမနေ့ရဖြစ်စီကိုကြည့်ချင်းအဖြစ်ပေါ့နော်ကျွန်တော်တို့လည်းသူတို့ရဲ့ချစ်ချင်းတာဝန်ယူပြီးတော့ရှင်းလင်းပေးတာတွေကျွန်တော်တို့မြင်တဲ့အခါမှာတကယ်ပြီပေါ့နော်ဒါကတကယ်သူတို့ရဲ့တာဝန်ကြီးပြီးတော့သူတာဝန်ကြီးပေါ်နေဆိုတော့ကျွန်တော်မြင်ရပါတယ်ဆိုတော့ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်လာပြီးတော့တကယ်ပဲဒီဆောင်းနေတော့ပေါ့နော်သူတို့အပိုင်းပိုင်းဖြတ်ပြီးတော့သူတို့ရဲ့ကားနေပေါ့နော်ဒါတည်သွားမှာပေါ့နော်အဲဒါကြောင့်မလေးရှားမှာအခုတလို့ရတီဥတုဖုတ်ပြမှုတွေရှိတယ်နော်မိုးလေးရွာတယ်လေလေးတိုက်တယ်အဲဒါကြောင့်ဒီလမ်းလျှောက်ပြီးဖြစ်စေကျွန်တော်တို့နော်ကားစီးပြီးဖြစ်စေပေါ့နော်ဒီကျွန်တော်ဒီတပင်အမီတွေဘေးမှာဆိုရင်ချောင်းချဖို့ဒီဗီဒီယိုအဖြစ်ပေါ့နော်ကျွန်တော်နည်းနည်းပြောပြချင်ပါတယ်လို့နော်ဆိုတော့ဘယ်နေရာမှာမဆိုပေါ့နော်တပင်များရင်လေမလေးရှားမှာကတော့ဒီကွန်ကရစ်လောင်းလာများတဲ့အခါမှာပေါ့နော်ဒါတပင်တွေကလွတ်လွတ်လေးနဲ့မခိုင်တော့ဘူးပေါ့နော်အဲဒါကြောင့်ဒီလိုမျိုးဖြစ်စဉ်ဒီလိုမျိုးမတော်တဆတွေဖြစ်တာရှိပါတယ်ဆိုတဲ့ဟာကိုပေါ့နော်ကျွန်တော်နည်းနည်းပြပြချင်ပါတယ်လို့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်